အမေစုကသူ့ဘာသာထောင်ထဲမှာပဲနေဆရာပြောပြမယ် तू ကအောင်မြင်တဲ့သူအတွက် तू မြန်မာပြည်မှာလာဒုက္ခခံတာမဟုတ်ဘူးဒီမြန်မာပြည်သားတွေရဲ့ချုပ်နှောင်ခံရခြင်းဘဝနဲ့လွတ်မြောက်ဖို့ तू ကအချုပ်ခံပလိုက်တာဒါကြောင့်ဒီနေရာနဲ့အမေစုကိုလေးစားပါတယ်အရန်ချစ်ပါတယ်ဂုဏ်ယူပါတယ်လို့ပြောပြစေအမေစုနိုင်ငံရေးပြောတာတော့မဟုတ်ဘူးဆရာလေးစားပါတယ်အမေစုကို तू ကအင်္ဂလန်နိုင်ငံမှာ तू ကတကယ်ပညာတတ်တယောက်သူ့ဘာသာရှယ်နေခွင့်ဆရာဘယ်သူမှမလိုက်ဘူးနော်ဆရာနိုင်ငံကြီးပြောတာမဟုတ်ဘူးလူသားတယောက်ရဲ့ပိတဘုံပဲဆရာပြောမှာအမေစုဟာအင်္ဂလန်နိုင်ငံမှာပညာတတ်ကြီးမြန်မာပြည်သားတွေရဲ့ဒုက္ခနဲ့မြန်မာပြည်သားတွေရဲ့ပြဿနာကိုမြင်တဲ့အခါမှာကူညီချင်လို့ရောက်လာခဲ့တာဆရာနိုင်ငံရေးပြောတာမဟုတ်ထပ်ခါပြောပြီနော်လူပိတဘုံကိုဆရာပြောနေတာဒီနှလုံးသားကိုပြောနေတာဆရာဒေးဗစ်လာနိုင်ငံရေးလာပြောတယ်နိုင်ငံရေးဘာမှစိတ်ဝင်စားဘူးဒါပေမဲ့အမေစုရဲ့နှလုံးသားကသူ့ဘာသာသူအေးစင်းနေလို့ရရဲ့သားနဲ့ဟိုမှာမနေပဲနဲ့မြန်မာပြည်ပြန်လာတော့ဒုက္ခခံပြီးတော့မှရအောင်သူနေခဲ့တဲ့အင်္ဂလန်နိုင်ငံရဲ့အခွင့်အရေးလူရဲ့အခွင့်အရေးတစ်ခုရှိအောင်ငါလုံမယ်ဆိုတဲ့စိတ်နဲ့လာလုံရင်းနဲ့ तू အခုတော့အသက်လက်ကြီးပြီးထောင်ထဲမှာရှိနေတော့မယ်ဒါပေမဲ့အဲ့ဒါဘာအတွက် तू ကလုံတာလဲလို့သူ့ရဲ့နှလုံးသားထဲမှာဘာရှိလဲဆိုတော့နိုင်ငံကြီးမှာနေခဲ့ဘူးတဲ့သူတို့ကျွန်တော်တို့လိုမျိုးကျွန်တော်လည်းနိုင်ငံကြီးမှာနေခဲ့တယ်အမေစုလည်းနိုင်ငံကြီးမှာနေခဲ့တဲ့ခါမှာမတရားမှုတွေဆိုတာအများကြီးမြင်တယ်လူအခွင့်ရေးမရှိတာတွေအများကြီးမြင်တယ်လူဖြစ်ရနဲ့လူလိုအသက်မရှင်ရတဲ့ဘဝကြီးကို तू ကမြင်တော့မနေနိုင်လို့လာတာကျွန်တော်လည်းဘာသာရေးခရိယာန်တွေကဲ့ရဲ့တယ်ကျွန်တော်ပြောနေတဲ့စကားကဒီခရိယာန်ဖြစ်ပြီးတော့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဖခင်ကိုကိုးကွယ်ပါတယ်ပြောပြီးတော့မှအချီးမြတ်ဆုံးသောဖခင်ကိုကိုးကွယ်ပြီးတော့ဘာယုံမှမပေါက်တာကိုမနေနိုင်လို့ပြောနေတာကျွန်တော်အမေစုနဲ့နိုင်ရှင်တာမဟုတ်ဘူးနော်ကျွန်တော်တော့ဘာသာရေးတိုက်ခိုက်တာ तू ကနိုင်ငံရေးတိုက်ခိုက်ခါတာ तू ကလေသူ့ရဲ့နိုင်ငံတကာမှာ तू ကြည့်တဲ့အခါမှာဒီလူတွေမဖြစ်သင့်ဘူးအရေးချင်း